ကိုကိုရီလိုဝိုင်းခေါ်တဲ့ပရိသတ်တောင်းချီကြမှာကိုရီးယားမင်းသားရှုံးအောင်ချောမောနေတဲ့အောင်စဘူးတိန်းတောင်းချီတဲ့ပရိသတ်တွေကြမှာဝဝက်ကွယ်အောင်မြင်သွားတာကတော့ဇက်မင်းသားအောင်စဘူးပါအခုဆိုရင်အောင်စဘူးပထမဆုံးတရုတ်ဆောင်ထားတဲ့အညိုတရုတ်ရှင်ဇက်ကားကယုံတင်ပြသနေပါပြီမင်းမြင့်မို့စိုးမိုးကြီးမျိုးတန်နာထုံမြတ်တူတူနဲ့အတူအောင်စဘူးအပါအဝင်အညိုတရုတ်ရှင်ဇက်ကားကဝဝက်ကွယ်အောင်မြင်နေတာပါအောင်စဘူးရဲ့ရုပ်ရှင်ကအထူးပွဲမှာတော့တိန်းနဲ့ချီတဲ့မိန်းကလေးတွေကြိတ်ကြိတ်တို့လာအားပေးလို့ရုပ်ရှင်ယုံတောင်ပြိုကျမတက်ဖြစ်သွားရပါတယ်။အထူးသဖြင့်မိန်းကလေးပရိသတ်တွေကကိုဆိုပြီးတော့အောင်စဘူးရဲ့မျက်နှာကိုလှမ်းဆွဲလက်မောင်းတွေကိုလှမ်းဆွဲလို့လုံခြုံရေးတွေကအောင်စဘူးကိုမနှဲကဲထုတ်သွားရတာဖြစ်ပါတယ်။ဒါကလည်းအောင်စဘူးရဲ့အနုပညာစမ်းကြောင်းလို့ဆိုရမှာပါ။အခုချိန်မှာတော့အောင်စဘူးကတရှိန်တိုးအောင်မြင်လာသလိုရုပ်ရည်ယူပကာကလည်းကိုရီးယားမင်းသားတွေအလားချောမောလှပလာတာဖြစ်ပါတယ်။ဒါကြောင့်မိန်းကလေးပရိသတ်တွေကတန်တန်ဆွဲအားပေးနေတာပါ။ဒီလိုမျိုးအောင်စဘူးရဲ့စမ်းကြောင်းပရိသတ်ဝင်ကြည့်မှုနေပါနေတဲ့မြန်မာရုပ်ရှင်လောကကဥမော်လာသလိုဇက်သပင်လောကကလည်းတကြောပြန်အောင်မြင်လာတာပါ